အားလုံးပဲမင်္ဂလာပါရှင်။လောင်းကစားနဲ့ပတ်သက်ပြီးနှလုံးသုံးတော့ပြီးလို့ရှိရင်မာဆယ်ကက်ကြောက်စတဲ့ပေါ့နော်ကစားနည်းမျိုးစုံကနေရတယ်။ဒီမူကြီးတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်တရားစွဲလို့မရဘူး။ဘယ်လိုမျိုးနဲ့ဆိုလို့ရှိရင်တရားစွဲလို့ရမလဲ။ကျွန်မဒီဗီဒီယိုလေးကနေပြီးတော့စီရင်ထုံးတဲ့တကွာမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်။အတင်းညပေးခြင်းနဲ့ဒီစီရင်ထုံးကကြတော့ပေါ့နော်။သူတို့တွေကဖုန်းကြီးဒီဖုန်းကြီးပြန်ပွဲမှာဖုန်းကြီးပြန်လို့တော်မူတဲ့ပွဲမှာသူတို့တွေကလှဲရင်နဲ့ပေါ့နော်A ရဲ့လှဲရင် A ဘက်ကလှဲရင်နဲ့ B ဘက်ကလှဲရင်နဲ့အပြိုင်ကြတယ်ဒီလိုမျိုးပြိုင်ကြတဲ့အခါမှာနှစ်ဖက်လောင်းချင်းကိုအနေနဲ့ငွေကျပ်2000နဲ့သူတို့ပြိုင်ကြတယ်ပြိုင်တဲ့အခါမှာအဲ့ဒီငွေကျပ်2000လောင်းကြီးထပ်ထားတဲ့ငွေကျပ်2000ကိုဒီ CO ပေါ့နော်ပေးရလိုက်တယ်အဲ့လို CO ပေးရလိုက်တဲ့အခါဒီ C ကနေပြီးတော့ဒီရက်စခန်းကိုတွားရောက်ပေးထားမယ်လို့ပြောတယ်ပေါ့နော်အဲ့လိုမပြောခဲ့နဲ့တွားရောက်ပေးအပ်ထားရမယ်လို့ C ကိုပြောထားတဲ့အခါမှာ C ကနေပြီးတော့ရက်စခန်းကိုတွားပြီးတော့မပေးဘဲနဲ့သူ့ရဲ့ဒီဥစိန်ဒီပေါ့နော်ဒီနဲ့အတူ C ကိုအခိုက်နဲ့ဟာကို C ကမအပ်ပဲနဲ့ D နဲ့ပူးပေါင်းပြီးတော့သူတို့ကဒီပတ်စံလေးကိုကိုကျိုးအနေနဲ့သုံးဆွဲလိုက်တယ်ဒီလိုမျိုးသုံးဆွဲလိုက်တဲ့အတွက်ပေါ့နော်အမှုဖြစ်ခဲ့တာဖြစ်တယ်အဲ့လိုမျိုးဖြစ်တဲ့အခါနေပြီးတော့လူနယ်တရားရုံးကနေပြီးတော့ဒီရာဇသက်ကြီးပုံမှာပေါ့နော်420နဲ့ဆွဲချက်တင်လိုက်တယ်အဲ့လိုမျိုးဆွဲချက်တင်တဲ့ဟာကို C နဲ့ D ကနေပြီးတော့ဆွဲချက်ပယ်ဖျက်ဖို့အတွက်ဒီအစစ်မျိုးတရားရုံးကိုပေါ့နော်ထပ်ပြီးတော့ရှောက်တဲ့အခါမှာဘယ်လိုမျိုးသုံးသပ်ထားတာလဲဆိုတော့ပေါ့နော်ရှောက်ထားတဲ့သူကတဲ့လောင်းကြီးမှုကိုအနိုင်ရရှိဒီလိုဆုံးဖြတ်တော့အောင်နဲ့လှဲရင်ပေါ့နော်လှဲရင်အဖွဲ့ကိုပေးလိုက်တယ်ဖြစ်ကြောင်းပေးလိုက်တယ်ပေါ့နော်ဒီအမှုဟာဆိုလို့ရှိရင်နိုင်ငံတော်အစိုးရတားမြစ်ပိတ်ပင်ထားတဲ့လောင်းကစားရာကနေပြီးတော့ပေါ်ပေါက်လာတဲ့အတွက်တရားစွဲဆိုခွင့်မရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ရှောက်ထားလာတာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးအစစ်မြစ်တရားရင်သူတို့စစ်တက်တဲ့အခါမှာပေါ့နော်ဘယ်လိုမျိုးသုံးသပ်ဆုံးဖြတ်ထားလဲဆိုတော့တရားမမှုတွေမှာဆိုလို့ရှိရင်တဲ့ဗရိနီဥပဒေကအလောင်းစားနဲ့ပတ်သက်ပြီးတော့ပြုလုပ်တဲ့သဘောတူညီချက်တွေကပြည့်ပြည့်တယ်ဒါပေမဲ့အဲ့ဒီပြဋ္ဌာန်းချက်မှာရာဇဝတ်ဆိုင်ရာအမှုများနဲ့သက်ဆိုင်ခြင်းမရှိသူတစ်ပါးကယုံကြည်အနံ့ထားတဲ့ငွေကိုပေါ့နော်အလွဲသုံးစားပြုလုပ်တဲ့ရဒါမှမဟုတ်ကိုကျိုးအတွက်လိမ်လည်ရယူတဲ့ပြစ်မှုကျူးလွန်ရာရောက်တယ်ဆိုပြီးတော့သုံးသပ်ထားတာရှိတယ်ဒါကြောင့်မို့လို့အဲ့ဒီအမှုကတဲ့ဒီတရားမဝင်တဲ့နွားလဲပြိုင်ပွဲအတွက်ပေါ့နော်လောင်းကြီးငွေဖြစ်တဲ့အတွက်ပြစ်မှုမထိုင်လို့တော့မဆိုနိုင်ပါဘူးတဲ့ဒါကြောင့်ရှောက်ထားသူကမိမိထံမှာအနံ့ထားတဲ့လောင်းကြီးငွေတွေကိုအနံ့ရရှိတဲ့လှည့်ရင်သူပေးပြီးဖြစ်တယ်လို့တင်ပြချက်ကိုလည်းဆွဲချက်ချင်းရှင်းတော့အခါတွေထည့်သွင်းထုချီရန်မဖြစ်၍ရာဇဝတ်ပြင်ဆင်မှုအားပါလက်တဲ့အမိန့်ကိုတရားစီရင်အဖွဲ့ကနေပြီးတော့ဆုံးဖြတ်လိုက်တယ်တဲ့ဒီစီရင်ထုံးမှာဆိုလို့ရှိရင်ပေါ့နော်တစ်ဖက်နဲ့လောင်းကြီးထက်တယ်အဲ့ဒီလောင်းကြီးငွေကိုဒီစီကိုအပ်ထားလိုက်တယ်စီကနေပြီးတော့စီကိုအပ်ထားပြီးရက်စခန်းကိုတွားပြီးတော့ပေးခိုင်းတယ်ပေါ့နော်အဲ့လိုမျိုးပေးခိုင်းတဲ့ဟာကိုမပေးဘဲနဲ့စီနဲ့ဒီဆိုရဲသူနဲ့ပူပေါင်းပြီးတော့သူတို့ရဲ့ကိုချိုးအတွင်းသုံးဆွဲလိုက်တယ်ဒီလိုမျိုးသုံးဆွဲလိုက်တဲ့အတွက်နိုင်ငံတော်ကနေပြီးတော့သူတို့ကိုရာဇသက်ကြီးပုံမှာ420နဲ့ပေါ့နော်ဒီ420နဲ့အမှုဖွင့်အရေးယူထားတယ်ဒီလိုမျိုးအမှုဖွင့်အရေးယူတဲ့ဥစ္စာကိုစီနဲ့ဒီကနေပြီးဒါဟာလောင်းကစားကြီးမှုတွေဖြစ်တဲ့အတွက်ဒီရာဇဝတ်မှုကြောင့်အရာပေါ့နော်တရားစွဲဆိုလို့မရဘူးအစိုးရကနေပြီးတော့တားမြစ်ပိတ်ပင်ထားတာလည်းရှိတာဖြစ်တဲ့အကြောင်းပြချက်နဲ့သူတို့ကပြင်ဆင်မှုကိုတရားစွဲဆိုခွင့်မရှိဘူးဆိုပြီးတော့အကြောင်းပြလျှောက်ထားလာတယ်ဒီလိုလျှောက်ထားလာမှုအပေါ်မှာတရားရုံးကနေပြီးတော့တရားမှာအကြောင်းအရာဆိုတော့ဟုတ်တယ်တဲ့မင်း
လောင်းကစားနဲ့ပတ်သက်ပြီးတော့ပဒိန်ပေါ့နော်ပဒိန်ပြုလုပ်ထားတယ်ဆိုလို့ရှိရင်ဒီပဒိန်ကပြက်ပြဲတယ်ဒါပေမဲ့ရာဇဝတ်ကြောင်းအရာဆိုတော့အဲ့ဒီဥပဒေမှာပြဋ္ဌာန်းထားတာမရှိဘူးဒါကြောင့်မလို့ဒီသူတို့တက်လာတဲ့ပြင်ဆင်မှုကိုပါလက်ခဲ့ပြီးတော့မှာပြစ်မှုကြောင့်ဗျာအရေးယူဆောင်ရွက်လို့ရတဲ့ဆိုတဲ့အကြောင်းကိုဒီဗီဒီယိုလေးကစီမံထုံးတဲ့တကွာညှိနှိုင်းပြီးဖြစ်ပါတယ်အားလုံးအတွက်ဘဝတုတ္တဥပဒေအသိပညာဉာဏ်ရှိကြလိမ့်မယ်လို့ပြောနေပါတယ်